ဖြတ်ထိုးကြံကောင်းသောဥယျာဉ်မှုရဲ့စိုက်ပျိုးရေးနည်းလမ်းသစ်များဒီဥယျာဉ်မှုရဲ့တည်တည်ဝလံစိုက်ပျိုးရေးနည်းလမ်းတွေကမခန်းပါပဲပထမဆုံးအနေနဲ့ခင်းကျင်သီးတွေကိုအပိုင်းလေးတွေဖြတ်ပြီးမြေဆွေးအိုးထဲမှာစိုက်ထားရပါမယ်အဲ့ဒီမြေဆွေးအိုးကိုရေပုံမှန်လောင်းပေးမယ်ဆိုရင်တော့မကြခင်မှာပဲလက်ဆက်တဲ့ခင်းကျင်သီးတွေရရှိလာမှာဖြစ်ပါတယ်တရုတ်နယ်စိတ်တွေကိုတီရှူးဆိုနှစ်ခုကြားညှက်ထားပြီးတော့ရေသလုံးတစ်ခုထဲမှာထည့်ထားမယ်ဆိုရင်မကြခင်မှာတရုတ်နယ်လက်ဆက်ဆက်ကိုရရှိလာမှာဖြစ်ပါတယ်သွားကြထိုးတံတွေကိုကစုံဦးထဲစိုက်ထားပြီးရေးထည့်ထားတဲ့ခွက်တွေစိန်ထားလိုက်ပါမကြခင်မှာပဲကစုံဦးကနေအညောင်တွေထွက်လာမှာဖြစ်ပါတယ်ကျက်သွန်ပြူစိုက်ပျိုးဖို့အတွက်ပထမဆုံးပေါက်ထားတဲ့ရေပုံးတစ်ပုံးကိုမြေဆွေးဖြည့်ထားရပါမယ်အဲဒီနောက်မှာတော့ကျက်သွန်ပြူမှားတွေကိုအပေါက်ကနေတဆင့်မြေဆွေးထဲစိုက်ထားပြီးရေပုံမှန်လောင်းပေးမယ်ဆိုရင်ကျက်သွန်ပြူအညောင်တွေထွက်လာမှာဖြစ်ပါတယ်ပဲစိမ့်တွေကိုရေထဲမှာစိန်ထားပြီးအဝတ်နဲ့အုပ်ထားပြီးမယ်ဆိုရင်တော့2 ရက်ကြာမှပဲစိမ့်ညောင်တွေရလာနိုင်ပါတယ်မစားရသေးတဲ့မှုတွေကိုမြေဆွေးထဲမှာထည့်ထားပြီးရေပြန်းကအကြည်အောင်ထုတ်ပိုးပစ္စည်းနဲ့အပေါ်ကနေအုပ်ထားလိုက်ပါရက်နှဲငယ်ကြာမှလက်ဆက်တဲ့မှုပင်တွေရရှိလာမှာဖြစ်ပါတယ်